င်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်မျှဝေလို့တာကတော့ကျွန်တော်တို့ကားတွေ3-4ရက်လောက်ရက်လိုက်တဲ့အခါပေါ့နော်3-4ရက်လောက်ရက်လိုက်တဲ့အခါကားဆက်နှုတ်လို့မရတာဘက်ထရီဝစ်တာအနှိုးထိုင်းတာမျိုးဖြစ်တတ်ပါတယ်ဒီလိုဖြစ်လာပြီဆိုရင်ပထမဆုံးတွေးမိကြတာကတော့ဒါကဘက်ထရီအဲတာပဲလို့တော်တော်များများကတွေးမိတတ်ကြပါတယ်တကယ်တော့အဲ့ဒီလိုဖြစ်လာဖို့ဆိုရင်အချက်3ချက်ရှိပါတယ်ဘက်ထရီမကောင်းတာကြောင့်ဖြစ်နိုင်တယ်နံပါတ်2ကကြတော့ဒါကကားမှာ3သင့်တဲ့ ampere အလိုက်ကိုဘက်ထရီကိုသုံးမထားတာဥပမာကားက80 ampere 3သင့်နေဆိုရင်တကယ်တမ်းသုံးထားတာက45 ampere အဲ့လိုဖြစ်နေရမျိုးပေါ့နော်နောက်ထပ်တစ်ခုကတော့ဒါတနည်းနည်းနဲ့ဘက်ထရီအားကုန်ခံသွားလို့ပါတော့ဝင်ကြတာဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ရင်တညလုံးမိကြီးထွန်ထားလိုက်နေတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဝါရင်ကျိုးပေါက်တာသို့မဟုတ် short ဖြစ်တာပေါ့နော်အဲ့ဒီလိုမျိုးအဲ့ဒါအကြောင်းဖြစ်နိုင်ပါတယ်ပြီးတော့ဘက်ထရီမကောင်းလို့ဖြစ်တာဆိုရင်တော့ဒီကြားတယ်ကျွန်တော်တို့ဘက်ထရီကိုလဲလိုက်ရုံပါပဲဘက်ထရီမကောင်းလို့မဟုတ်ဘဲနဲ့ဘက်ထရီကကောင်းရတဲ့နဲ့ဝယ်ထားတာက1လပဲရှိသေးတယ်အသစ်ကြီးရှိသေးတယ်အဲ့ဒါကိုဒီလိုအဲ့ဒါတက်တာဆိုရင်ကျွန်တော်တို့ဒီအရင်ဆုံးအဲ့ဒီဝယ်ထားတဲ့ဘက်ထရီကိုစစ်ဆေးဖို့အတွက်ယူပြီးတော့အစားတင်ပေးလိုက်ရပါတယ်စစ်ဆေးဖို့ယူရဲဆိုတဲ့နေရာမှာဘိုးကြောက်ဆိုရင်တော့အာသွင်းပြီးတော့သူ့ကိုပြစ်ထားတဲ့အခန်းလားပြီးရင်ကိုကိုရိုင်းသုံးကြည့်တဲ့အဆင်ပြေလားပေါ့နော်ဒါဆိုတော့ရပြီဘိုးဆိုရင်တော့သူ့ကိုကျွန်တော်တို့ဒီအရင်ဆုံးစစ်ကြည့်ရတယ်ဘာလို့အခန်းအောင်သုံးထားပြီဆိုရင်ဒါသိကြတဲ့ acid ဒီတနည်းအားဖြင့်ပျော်ကောင်းပျော်နေနိုင်တယ်အဲ့တော့မဖြစ်မနေ acid level လိုလားမလိုလားကျွန်တော်ကစစ်ဆေးရတယ်acid level လိုရင်လဲပြီးတော့အားကိုသိချသွင်းပေးရတယ်ပြီးတော့မှသူကိုအခန့်ရလားအားထင်းရလားပြန်စစ်ဆေးရပေါ့နော်အဲ့အချက်တွေအကုန်လုံးနဲ့စစ်ဆေးလို့ဘက်ထရီကအဆင်ပြေနေတယ်ဆိုရင်တော့ဒါကတနည်းအားဖြင့်အကြောင်းကိစ္စတစ်ခုကြောင့်အကုန်လုံးဖြစ်မယ်ဒါမျိုးကျွန်တော်ရှင်းပြလေးရှိတယ်ဒါမှမဟုတ်ရင်လည်းအပေါ်ဝါရင်းစစ်ကြည့်ပါလားပေါ့နော်တိုက်တွန်းလို့ရတယ်အဲ့ဒီလိုမကွန်းနဲ့ကျွန်တော်တို့ဦးရဝယ်ထားတာအစ်စ်ပဲရှိတယ်အိုးမကောင်းတာမဖြစ်နိုင်ဘူးအခုကတခုဖြစ်နေရဆိုပြီးကျွန်တော်ကသွားပြောလို့မရဘူးအရင်ကိုစစ်ကြည့်မှအကူကြီးဦးကဒီလိုအဆင်ပြေတယ်အဲ့တော့အကူရဲ့ကားလေးကိုတစ်ချက်လောက်စစ်ကြည့်ပါလားပေါ့နော်အခုစစ်ပြီးအဆင်ပြေမှဒါလေးကျွန်တော်တို့ရိုးလာချိန်မှာဆိုပြီးကျွန်တော်တို့ကစားပြနေနဲ့ဒီလိုမျိုးလေးပေါ့အမြဲတမ်းလုပ်ပြီးလေးရှိပါတယ်ဒီတော့ပြောမှဆိုရင်ဒီလိုမျိုးပေါ့နော်တစ်ခု3-4ရက်နေလို့ကားဝတ်သွားတာဒီဘက်ထရီမကောင်းတာကြီးမဟုတ်ဘူးဒီလိုအချက်လေးလေးရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီပြဿနာကကျွန်တော်တို့ဘက်ထရီဆိုင်မှာဘက်ထရီဆိုင်ဖွင့်တော့လည်းခဏပေါ့နော်ဝယ်ထားပြီးသိမကြောက်ဘက်ထရီကဒီလိုဖြစ်တယ်ဒါမကောင်းတဲ့အိုးရောင်းလိုက်တာလားပါလားဒါမျိုးလေးလဲတွေ့ကြတာမျိုးရှိသလိုတစ်ခါတည်းကျဆိုင်ကြအိုးမျိုးရောင်းတာလားလို့လည်းတွေ့တဲ့တာမျိုးရှိတယ်ဒါနဲ့ဆက်ပြီးတော့ကျွန်တော်တို့ဘက်ထရီဆိုင်အနေနဲ့ရှင်းပြရရင်ဆိုင်ကြအိုးဆိုတာမရှိတာတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ထရီဆိုင်တွေဒီဆိုင်ကြအိုးတွေများရှိလာခဲ့ပြီဆိုရင်ဘာလုပ်လဲဆိုတော့သူတို့ကသက်ဆိုင်ရာပေါ့နော်သက်ဆိုင်ရာတန်ဖိုးအလိုက် discount short ချပြီး promotion ချရောင်းပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီသူတို့အာမခံ short တယ်နောက်ပြီးတော့ဈေးနှုန်းရော့တယ်ပေါ့နော်ဒီလိုလုပ်လိုက်တဲ့အတွက်မူရင်းဈေးတွေကနေ discount ချပြီးရောင်းလိုက်တဲ့အတွက်ကျွန်တော်တို့နင်နာတော့တာဒီငွေကြီးအနေနဲ့ပဲဖြစ်တယ်တကယ်လို့များဒီဆိုင်ကြအိုးတွေကိုကျွန်တော်တို့ဒီရောင်းချလိုက်မယ်ဆိုရင်ပေးရမယ့်အာမခံနဲ့တာဝန်ယူရမယ့်အနေထားနဲ့တကယ်အဲ့ဒါတက်လာတဲ့အခါမျိုးမှာဆိုင်နာမည်ပြတ်ပါတယ်ယုံကြည်မှုပြတ်ပါတယ် brand နာမည်ပြတ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီဆိုင်ကြအိုးတွေဆိုရင်ဘယ်တော့မှမူလာစီနဲ့မရောင်းပါဘူးခင်ဗျာဒါလေးကိုမျှဝေခြင်းလို့ပါကျေးဇူးအများကြီးတင်ပါတယ်